လိုက်ရပြောင်းလဲလာသူကသူဘုံရဖိရကောင်းမှန်းတော့မသိတော့တဲ့ပုံပဲလူမျိုးဖြစ်ပြီးအိမ်ထဲမှာနေနေရတာဆိုတော့အပြင်ထွက်ရမှာကိုပျော်ပြီးပေါ်ဝဲလန်းဆန်းတော့တာနေမှာမရှင်မိမပြူလေးတယောက်ကိုဒီတိုင်းတွတ်ထားလို့တော့မရဘူးမလို့ကျမမေးတော့မှန်မှန်ဖြေနော်စုံစမ်းလိုက်ရင်ကျမအားလုံးကိုအမှန်တိုင်းသိရမှာဦးလုံးလိန်ရင်အဲ့ဒီလိန်လိုက်တာအဖတ်တင်သွားလိမ့်မယ်ဟုတ်ကဲ့ပါကျွန်တော်အမှန်တိုင်းပဲဖြူရမယ်လာရိတ်အိမ်မှာရှိစားရှိမှန်တိုင်းဖြေမယ်ဆိုဘာတွေစဉ်းစားနေလဲခြံထဲကကိုစန်းအဲ့ရဲ့အတူလေးနဲ့တော့အတော်လေးရင်းနှီးနေပါတယ်ကိုဆိုင်အဲ့ရဲ့တူမန္တလေးအိမ်ကပြစ်ထားတာကြာပြီသမီးအဲ့တော့မနေ့ကသမီးမန္တလေးသွားရမယ်ဦးလုံးကိုခေါ်သွားပါအင်္ဂိစ္စလှုပ်ရှားရှိတာတွေအကုန်လုံးပြီးလုပ်ခဲ့လိုက်မိကွန်ရေကွန်စောင်းစရာရှိတဲ့အခွန်တွေအားလုံးလည်းသမီးတစ်ခါတည်းဆောင်ခဲ့လိုက်ခြံထဲမှာပြုပြင်စရာတွေလည်းတော်တော်များနေပြီအဲ့ဒါတွေပါသမီးတစ်ခါတည်းအပြီးသက်ပြုပြင်ခဲ့ပါဟုတ်လေရိတ်မန္တလေးမှာအလုပ်ကိစ္စတွေကိုမြန်လုပ်ပြီးစောစောပြန်ခဲ့မယ်နော်မေရိတ်မန္တလေးတော့လိုက်အောင်မေပါမအောင်လေသမီးတော့မယ်ဆိုရင်တောက်သွားပြီးနှုတ်ဆက်လိုက်လေဒီချိန်လောက်ဆိုရင်သူအိတ်ခမ်းထဲမှာပဲရှိမှာပါဟုတ်ကဲ့မေရမေအဲ့ဆိုရိတ်သွားရမယ်နော်ယူဆိုင်ပါနော်ဟုတ်ကဲ့မေလည်းယူဆိုင်ပါနော်အခုရိတ်ကလည်းမရှိဘူးဆိုတော့ဝန်ထမ်းတွေလာစားပေးဖို့ကိစ္စအတောင်ကြီးတက်အောင်ပါပေါ့တို့မရှိကောင်းလားသူစမ်းမယ်ဒီလိုတခါမလာဘူးခရက်ဆိုလာမယ်ဆိုလို့ရှိရင်လည်းဖုန်းချုပ်ဆက်တာကဲတော့ခဏဆင်းလာမှာဟုတ်တယ်နော်နည်းနည်းမှရှင်းပြရှင်းပြဒီလိုဆင်းလာလေဒါကျွန်တော်အလုပ်သစ်ခံရတဲ့ကျွန်တော်ရဲ့တူပါနာမည်ကမိုးတစ်ပင်လေမိုးတစ်ပဲမိတ်ဆက်ပြအောင်မယ်ဒါတို့ရဲ့တူရီတော့သားလင်းခိုင်းနဲ့သားချက်ဆက်လန်မိုးတစ်ပဲမိုးတစ်ပင်မှာတွေ့ရဝမ်းသာပါတယ်ခင်ဗျာမမေလေးဒီစပြည့်ခင်းတဲ့ရောက်တော့ idea တစ်ခုရတယ်သားရဲ့သားနဲ့လာရိတ်မင်္ဂလာဆောင်ကြရင်လေဒီစပြည့်ခင်းထဲမှာလုပ်ရင်ကောင်းမလားလို့တတ်ချင်းစပြည့်ခင်းထူတော့စိတ်နာအဲ့ဒီထဲမှာလာရိတ်အေးကလူသမီးဝတ်စုံအဖြူရောင်လေးနဲ့သားရဲ့နောက်တိုင်းဝတ်စုံဖြူရောင်လေးနဲ့ခိုးကတောင်ကုန်းမှာလုပ်မယ်နော်အဲ့ဒီဘဝကနေသားတို့နှစ်ယောက်ကအဖြူရောင်ဝတ်စုံလေးနဲ့ဆင်းလာသားစဉ်းစားကြည့်စမ်းအစိမ့်လေးတွေထဲမှာအဖြူရောင်လေးနဲ့မြင်ရတဲ့သူတွေကိုဘယ်လောက်ကြည်နူးစရာကောင်းမလဲသားရဲ့သားတော့မကြောက်ဘူးလားမကောင်းပါဘူးမမေရတယ်နေဘူးတော့အခုတာခေါင်းနေတော့ကိုက်နေငါသားလေမိမိကနေဘူးတဲ့ချိန်လောက်ပါမလားသားရဲ့နေလေးအေးသွားတဲ့ညနေဆောင်အချိန်လေးမှာလုံမှာပေါ့ဟုတ်ဘူးလားတာလမ်းမရောက်ချင်ပါဘူးမမေကအခုတော့မှ6ရောက်တွေညောင်းလာပြီအေးပါငါသားရဲ့စိတ်ရှိစမ်းပါလမ်းလေအကြာကြီးမလျှောက်ပါဘူးခဏလေးပဲလျှောက်ပါမှာအခုလိုက်ရမန်လေးသွားတယ်သူပြန်လာရင်သူ့ကိုမေးကြည့်ရမယ်ဒီစပြည့်ခင်းထဲမှာမင်္ဂလာပွဲလုပ်တာသူသဘောကျမလားလို့သူသဘောတူရင်တော့သားမငင်းဘူးလားဟွန်းမမေကလည်းလမ်းလျှောက်တာမြန်လိုက်တာကွာတ
ဒီမှာကျွန်တော်တို့ညောင်းပြီဟို ကျွန်တော်ရှိပါတယ်ခင်ဗျာတိတ်လည်းမွေးတော့ပါဘူးရှင်းသားရောက်တော့လူလေးကမင်္ဂလာဆောင်တော့မှာဆိုတော့လေဘယ်တော့လောက်ဆောင်မှာလဲခင်ဗျာ ဆောင်းတာတော့ဒီနေ့ကုံလောက်မှာပါဗျမေမေပေါ့မေမေစီမံနေရလေဟိုရဲကိုမေမေကငငယ်လေးကမွေးစားထားတာဟိုကျွန်တော်ကိုပြုစုဖို့ရဲကကျွန်တော်နားမှာရှိမှဖြစ်မှာဟို telephone bar may challenge. Sorry, the number you have dialed is power off. Also, the telephone bar may challenge. Sorry, the number you have dialed is power off. ရှေ့ကိုဘာလို့အမှန်တိုင်းမပြောခဲ့ရတာလဲရှေ့ကိုအပြောတွဲတာလားဒါမှမဟုတ်ကို့အယူလုပ်ခဲ့တာလားကို့ပုတ်ပုတ်နဲ့ပြောပါရိတ်ရဲ့ရှေ့ကိုမင်းနေရလေဖြေလေ ရိတ်မချစ်ဘူးလို့ပါရိတ်ချစ်ဘူးခြင်းလို့ပါ